လင်းဟန်တယောက်ရွာသားတွေရဲ့ဝိုင်းရိုက်ခံရတာကိုကြည့်ပြီးစစ်တူကြီးရန်ချန်ကအရန်ကိုစိတ်မကောင်းဖြစ်သွားပါတယ်။ဒါနဲ့လင်းဟန်သူ့ကိုယ်သူကာကွယ်နိုင်အောင်ဆိုပြီးတက်ကိုပညာတွေတင်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။လင်းဟန်ကလည်းချက်ချင်းပဲလက်ခံလိုက်တာပေါ့။ဒီလိုနဲ့ရှင်းနှစ်တိတိအချိန်ကြာသွားခဲ့ပါတယ်။လင်းဟန်တယောက်တောတောင်တွေထဲမှာပညာတွေကိုစူးစမ်းပန်းစားကျင့်ကြံသင်ယူပြီးတဲ့နောက်မှာတော့သူ့ရဲ့အစွမ်းတွေကအမခန်းကိုဖြစ်လာပါတော့တယ်။တနေ့မှာတော့ပေ100လောက်ကြီးမားတဲ့ကြောက်တုံးကြီးကိုလက်သီးတစ်ချက်ထဲနဲ့အမုံချိတ်ပစ်လိုက်နိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာတာမန်လူတွေထက်အများကြီးတမာနေပြီဆိုတာကိုသိလိုက်ရပါတယ်။နာမည်ကြီးတိုင်းသမားတွေထက်တောင်အစ100လောက်ပိုပြီးစွမ်းနေပြီလေပညာဆုံးသွားပြီဆိုတော့လင်းဟန်တယောက်အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အိမ်ပြန်ရလမ်းမှာတင်ပြဿနာတစ်ခုနဲ့တွားတိုးပါတော့တယ်ချူချင်းရောင်ဆိုတဲ့မိန်းကလေးတယောက်ကိုလူဆိုးတွေကဝိုင်းပြီးဒုက္ခပေးနေတာကိုတွားတွေးလိုက်ရတာပါလူဆိုးတွေကလည်းချူချင်းရောင်ကိုလွတ်လန်းမရှိအောင်ပိတ်လောင်ထားပြီးအော်ဟစ်ရင်မောနေကြပါတယ်တကိုးတွေအစ်စ်ဆက်ဆက်ရထားတဲ့လင်းဟန်တယောက်မိန်းမချောလေးချူချင်းရောင်ကိုဘလို့တွေအကျန်းစားဝင်ခဲ့မလဲဆိုတာစက်ကြည့်ဖို့အကောင်လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်